ဒုက္ခသစ္စာကိုဒကာဓမ္မတွေမသိသေးကာလပတ်လုံးဒုက္ခသစ္စာပဲထပ်ပြီးဒီကလာလူကျင်ရကျင်ကြလိမ့်မယ်လို့အောင်းမိပါမှန်ပါဗျာဒုက္ခသစ္စာမသိလို့ရှိရင်ဒုက္ခသစ္စာကိုပဲလူကျင်ရကျင်ကြလိမ့်မယ်ဆိုတော့မှတ်လိုက်စမ်းပါမှန်ပါဗျာဘယ်နဲ့ကြောင့်ဒုက္ခသစ္စာလူကျင်ရကျင်ကြလိမ့်မလဲလို့ဆိုလို့ရှိရင်ဖြင့်လက်ရှိဒုက္ခသစ္စာမသိလို့လက်မဲ့ဒုက္ခသစ္စာလူကျင်ကြတာပဲလို့မှတ်ပါမှန်ပါဗျာအဲ့တော့ဘုရုကိုအကြောင်းပြုပြီးဒီကလာတရားဓမ္မတွေလက်ရှိဒုက္ခသစ္စာမသိလို့လက်မဲ့အနာဂတ်ဖြစ်တဲ့ဒုက္ခသစ္စာလိုချင်ကြပါလိမ့်မလဲလို့ဒကာတိတော်ဒကာကျော်ရူလာဝုရုကမေခွန်းထုတ်လို့ရှိရင်ဒီကဏ္ဍကြီးထဲမှာရှိတဲ့ရုပ်ဒေနံတွေအစဉ်တိုင်းဖြစ်နေတဲ့ပရိစ္ဆေသမုပ္ပါဒ်တွေဒါတွေဒုက္ခသစ္စာတွေပဲဒီဒုက္ခသစ္စာတွေမသိပြီဆိုမှဖြင့်ဒါရီဒုက္ခသစ္စာလည်းမသိဘူးလူပဲနတ်ပဲပြမှာပဲလို့သိနေကြမယ်ဆိုရင်ဖြင့်နောက်ဘဝတွေလိုချင်တာတွေလာမှာပဲမှန်ပါဗျာဒါဖြင့်လက်ရှိခန္ဓာအရဏဓာတ်တွေကိုမသိကြလို့ဒုက္ခသစ္စာရဲ့လို့မသိကြပြီဆိုမှဖြင့်တဲ့လူခန္ဓာနတ်ခန္ဓာပြမခန္ဓာတွေနောင်ရဘာလို့ဤဆိုတဲ့သုတွေတောင်းလို့ရကြပြီဆိုမှဖြင့်လေဒုက္ခသစ္စာပဲပြန်ရမှန်ပါဗျာဒါပြန်အားလုံးတရားဓမ္မတွေဒုက္ခသစ္စာပြန်ရကြတာဟာဘယ်နဲ့ကြောင့်ပါလဲမလို့ဆိုလို့ရှိရင်လက်ရှိဒုက္ခသစ္စာမသိလို့ပဲမှန်ပါဗျာရှင်းကြရှင်းပါဗျာဘာမသိလို့ပါလက်ရှိဒုက္ခသစ္စာမသိတဲ့ပုဂ္ဂိုလ်များမယ်လာရတတ်ဖြစ်တဲ့လူခန္ဓာနတ်ခန္ဓာပြမခန္ဓာကိုချမ်းသာဆိုတဲ့ဆိုင်းဘုတ်ကလေးတောင်းဆွဲလိုက်တာနဲ့ဒကာကျွယ်တဏှာရည်ထဲမှာမျောပြီးတောင်းကျင်တဲ့စုတွေတောင်းပြီးဒီကလာရကြံတယ်လို့မသာရည်မရဘူးလားမရပါဘူးရကြံတယ်လို့မသာရည်ရတာဒီဒကာတက်ကစဉ်းစားဒကာကျွယ်ကစဉ်းစားဥရဥကစဉ်းစားဘယ်နဲ့ကြောင့်ဒီနောက်အနာဂတ်ဖြစ်တဲ့မသာရည်ဒုက္ခသစ္စာတွေရပါလိမ့်မလဲလို့မေးလို့ရှိရင်ဖြင့်လက်ရှိမသိလို့ခင်ဗျာဘယ်လိုဖြေကြလက်ရှိမသိလို့ဖြေကြစမ်းပါဒါပြန်ဘုန်းကြီးတွေကဓမ္မတွေလက်ရှိခန္ဓာကြီးကိုဒုက္ခသစ္စာကိုပေါ်ဟောနိုင်တဲ့ဆရာဒကာဓမ္မတွေကလည်းနားလည်အောင်ဆောင်နိုင်တဲ့နားရှိကြပါမူကားသစ္စာသိသောကြောင့်နာဂခန္ဓာတွေရပါအောင်မလားမရပါဘူးမရလို့ရှိရင်ပြန်အနာဂတ်ခန္ဓာတွေချုပ်ငြိမ်းရုပ်သိမ်းသွားတာဒီနိဗ္ဗာန်ပဲမှန်ပါဗျာဒါပေမဲ့ဘုန်းကြီးရေးကဘာရေးပါလိမ့်မလဲလို့အာရုံဒကာဓမ္မတွေကမေးလို့ရှိရင်ဖြင့်ယခုခန္ဓာဒုက္ခသစ္စာသိအောင်ပြောပြဖို့အရေးမှန်ပါဗျာဒါဘုန်းကြီးရေးပါမှန်ပါဗျာဒကာဓမ္မတွေရေးကဘာပါလိမ့်မလို့ဆိုတော့ဆရာပြောတဲ့တိုင်ဒုက္ခသစ္စာကိုဉာဏ်နဲ့ကြည့်ပြီးမြင်ဖို့ရာအရေးဟာကဒကာဓမ္မတွေအရေးပါလားမှန်ပါဗျာဒါဖြင့်ဒီနေ့ရှေ့ပိုင်းမှာဒကာဓမ္မတို့ဘုန်းကြီးရတဲ့ခန္ဓာဒုက္ခသစ္စာကိုမမြင်မြင်အောင်ပြပါလိမ့်မယ်မှန်ပါဗျာဒကာဓမ္မတွေကလည်းနားမလဲလဲအောင်ဩဒုက္ခန္တာကြီးအခုအစဉ်တိုင်းဖြစ်နေတာဆရာပြတဲ့အတိုင်းဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဆိုတဲ့ဒုက္ခသစ္စာမှတပါးဘာမှမရှိပါလားလို့ဖောင်းနေတဲ့နားနဲ့ဝေဘာနိုင်တဲ့ဉာဏ်နဲ့ဝေဘာကြလို့ရှိရင်ဖြင့်သာဝကပါရမီဉာဏ်ဟာဖြင့်ဒီဘဝနိဗ္ဗာန်ရမယ်ဉာဏ်ပြည့်စုံသွားကြမှာပဲဒါကြောင့်တရားကိုသေသေးချာချာတကကြိုဟောလိုက်မယ်နော်သေသေးချာချာနားနဲ့ထောင်ပြီးဉာဏ်နဲ့ဝေဘာပါကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ယခုခန္ဓာကိုယ်ကြီးကဖြင့်စီးလို့မရတားလို့မရသုဒ္ဓန်ကြီးသွားမယ်ကြီးပြောနေတယ်ဒီခန္ဓာကြီးကနေတိုင်းပါပြောသုဒ္ဓန်ကြီးသွားမယ်လို့ပြောနေတယ်ဒကာဓမ္မတို့အပူတပြင်းပြောနေတယ်လို့မှတ်လိုက်စမ်းပါဘယ်သွားမယ်လို့ပြောဒါခွန်ကြီးဒကာဓမ္မတွေယဉ်ကျေးတဲ့နားနဲ့မို့နော်ဒကာကျွဲသမင်းညနားနဲ့ဆိုရင်ထောင်းမရဘူးမရပါဘူးဘယ်ချိန်များပြောနေပါလိမ့်မလဲလို့တွေးကြတယ်တွေးကြတယ်အခုတော့ပြန်ဘုန်းကြီးတို့ဒကာဓမ္မတွေကသိပါပြီ
သမင်းစားတာတောင်မှကျွေးရင်ကျွေးမကျွေးကျုပ်သုတ်တန်သွားမယ်ရှင်ကြီးစွန့်ရင်တာကိုလည်းစွန့်ရင်စွန့်ပေးပါမစွန့်လို့ရှိရင်ဒီဝေဒနာနဲ့ကျုပ်သုတ်တန်သွားမယ်ပြောဘူးပြောပါဗျာရှင်ငယ်စွန့်နေပြန်လဲစွန့်ရင်တာကိုသူ့စွန့်ပေးရင်စွန့်ပေးလိုက်ဖို့ရင်လိုက်ဖို့မလိုက်ဖို့လို့ရှိရင်ဒီကနေကြောက်တယ်ပြီးဒီကလာရှိဝေဒနာဖြစ်ပြီးကျုပ်သုတ်တန်သွားမယ်လို့မပြောဘူးပြောပါဗျာသူကအိတ်ကျင်လာတယ်အိတ်ကျင်လာသူ့ကိုအိတ်ရကင်းပေါ်မှာလဲပေးရင်ပေးမပေးလို့ရှိရင်ဖြင့်အိတ်ကျင်တဲ့ဝေဒနာနဲ့မူးနောက်ပြီးဒီကလာသုတ်တန်သွားလိုက်မယ်လို့မပြောဘူးပြောပါဗျာဒါဖြင့်ဒီနေ့အချိန်မောင်းဘယ်တော့ပြောဘယ်လိုများပြောပါလဲသုတ်တန်သွားမယ်လို့အမြဲတမ်းပြောမှန်ပါပါဗျာဩဒါဖြင့်ကျွတ်ရထားတဲ့ခန္ဓာကိုယ်ကြီးကဖြင့်စိတ်မချလက်မချကျွတ်ကိုထင်တယ်လို့ပဲနှိမ့်ဆက်နေတဲ့ခန္ဓာကိုယ်ကြီးသွားလိုက်မယ်သွားလိုက်မယ်တောင်းပန်ရင်တောင်းပန်ကြပါမတောင်းပန်ရင်သွားလိုက်မယ်ဆိုတာမပြောဘူးလားပြောပါပါဗျာကြွယ်ဒီနေ့ဘယ်နှကြိမ်လို့အကြိမ်မရတွက်နိုင်အောင်ခန္ဓာကိုယ်ကြီးကပြောပါတယ်မှန်ပါပါခေါင်းကြိုက်တယ်ခေါင်းကြိုက်ခြင်းနဲ့ကျုပ်တောင်းမှရင်တောင်းပါမတောင်းမှရင်ကျုပ်ခေါင်းကြိုက်တဲ့ဝေဒနာနဲ့သုံးသံသွားလိုက်မယ်အသေးသွားလိုက်မယ်ပြောတာသဘောကျငုံနေတဲ့ဝေဒနာနဲ့တရားများဖြားနေကြတယ်ပွင့်သေးလေးနဲ့တောင်းမှရင်တောင်းပါမတောင်းမှရင်ကျုပ်သုံးသံသွားလိုက်မယ်ကာရမတို့အချိန်မောင်းဘယ်လောက်ရှိပြီလဲအချိန်မောင်းမရည်တွက်နိုင်အောင်ပြောနေတယ်ဆိုတာသဘောပါဒါဖြင့်ဒီခန္ဓာကြီးမျိုးဘယ်ရရဒီဟာမျိုးပြောမှာဘယ်မှာဘယ်ဘဝရရဘာပြောလိမ့်မယ်ထင်နော်သုတ်တန်သွားမယ်မှတပါဘာပြောသေးတို့ပြောတာပြောတဲ့တောင်းပန်နဲ့တောင်းပန်ရင်ကောမသွားပဲနေသလားရက်စဲနေသလားလို့မေးပြန်ရင်လည်းဘယ်နဲ့ဖြေကြတောင်းပန်ရင်လည်းသွားမယ်လို့ပဲပြောနေပြန်တယ်ဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေရထားတဲ့ခန္ဓာကိုယ်ကြီးကဖြင့်တောင်းပန်နဲ့သွားနေတာမတောင်းပန်ရင်မြန်မြန်သွားမယ်တောင်းပန်ရင်နည်းနည်းသွားမယ်ဒါကြွယ်မတောင်းပန်ရင်ပါလေတောင်းပန်ရင်နည်းနည်းသွားမယ်ဩအလိုမလိုက်အကြိုက်မပါတဲ့ခန္ဓာကိုယ်ကြီးဆိုတာသိကြတယ်သိပါပါဘုရားဒါဖြင့်ယခုဒုက္ခသစ္စာခန္ဓာကိုယ်ကြီးဒုက္ခရောက်နေတာကိုမြင်အောင်ဆရာဘုန်းကြီးကလည်းမပြောဘုန်းကြီးဓမ္မတွေထောင်တတ်တဲ့နားမရှိလို့မထောင်ဘူးဆိုလို့ရှိရင်ဖြင့်ဒီခန္ဓာသာနှိမ့်ဆက်တာပဲနောက်ခန္ဓာနတ်ခန္ဓာပြမခန္ဓာဆိုအန္တရာယ်ကင်းလို့ဘေးရှင်းလိမ့်မယ်လို့ထင်ပြီးတောင်းကြမှာပဲမှန်ပါဗျာတောင်းကြလို့ရှိရင်လည်းသူပြောနဲ့သူသွားရပ်ပါမရပါဘူးဗျာသုတ်တန်သွားမယ်လို့ပြောတာလည်းမရသေးဘူးမှန်ပါဗျာတောင်းပန်ရင်ခဏလေးတောင်းပန်ရင်လည်းသွားတာမှန်ပါဗျာမတောင်းပန်ရင်မြန်မြန်သွားတောင်းပန်ရင်နှင်းနှင်းသွားသဘောပါကြဘယ်အချိန်များရသေးဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေဩမတဲ့အတူတူနေတာကြီးနဲ့နေရတာတောင်မှညံကမလဲ့မိတော့ဥလားဝေညံကမလဲ့မိတော့လဲ့မိပါဘူးဗျာအမှန်တန်ရိပ်မိတဲ့သဘောမပေါ်ပဲဖြစ်မပေါ်ပါဘူးဗျာရိပ်မိတဲ့သဘောမပေါ်ပဲဖြစ်ပြီးဒီကလာနေတော့ယနေ့ကစပြီးဒီကလာသမင်းစားတာဘာလို့ဘာဖြစ်လို့စားလာပါလိမ့်မလို့ဆိုတော့သုံးတန်သွားမလို့ပြောပြီးတော့အောင်းမိပြီမှန်ပါဗျာသမင်းဝါလာတော့အိုးလုံးအင်းတင်ဖြစ်လာရင်ရောအဲ့ဒါစာကြည်စင်းနဲ့ကုရင်ကုမကုရင်သွားလိုက်မယ်လို့တခါကြွယ်ပြောပြီးဗျာမှန်ပါဗျာခိုင်းတာဖြင့်ဒီခန္ဓာကြီးဟာတခါတက်ပဲစဉ်းစားပါတော့ဘယ်ခန္ဓာရလို့ကျန်မပြောတဲ့ခန္ဓာရပါမလဲလို့စဉ်းစားကြတော့ဘယ်ခန္ဓာရရဒီပြောနဲ့ပဲချိန်ကုန်မှာမှန်ပါဗျာသွားလည်းသွားမှာပဲသွားလည်းသွားပါဗျာတောင်းပန်ရင်နေနေသွားမတောင်းပါရင်ဩဒါဖြင့်ရက်စဲလို့ရတဲ့ခန္ဓာကိုယ်ကြီးဟုတ်ပါရဲ့မဟုတ်ပါဘူးဗျာမသွားခင်တော့သူကဗျာတိပိဒုက္ခသစ္စာနဲ့နေသွားတဲ့ရောက်တဲ့ခါကျတော့မရဏံပိဒုက္ခသစ္စာနဲ့နေလိုက်ဘယ်အချိန်များရက်စဲပါလိမ့်ဘယ်အချိန်များဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေရှင်းရှင်းလေးမှတ်စမ်းပါတောင်းပန်ရင်သင်လေးသွားတယ်မတောင်းပန်ရင်ဆေးနဲ့ဝါနဲ့ခမင်းနဲ့တောင်းပန်ရင်က
ကဲမတောင်းပန်တော့ဘူးကွာဆိုရင်ဒါဖြင့်ဒီခန္ဓာကြီးကရလို့ရှိလို့တားလို့ပိတ်လို့ပင်းလို့ရကြရဲ့မရပါဘူးဗျာဒါကြောင့်အနတ္တခန္ဓာကိုယ်ကြီးဒုက္ခသစ္စာခန္ဓာကိုယ်ကြီးအနတ္တခန္ဓာကိုယ်ကြီးဒုက္ခသစ္စာခန္ဓာကိုယ်ကြီးလို့ဒကာဓမ္မတွေကသိပြီးနေပြီးဆိုမှဖြင့်တော်ပြီးတန်ပြီးသူ့တော်ဖြင့်ဆူတောင်းလည်းမယူတော့ပါဘူးအာထုတ်လည်းမယူတော့ပါဘူးချော့လည်းမထားကြတော့ပါဘူးသူနဲ့သေကိုင်းရှင်ကံပြရင်ကောင်းတာပဲလို့ဒီညာပေါ်ကြတာဒီညာပေါ်ကြစမ်းပါဒကာဓမ္မတို့ဒီညာအမှန်အရေးကြီးပါတယ်မကြည့်ဘူးလားဒီညာကိုမှမပါတဲ့ပုဂ္ဂိုလ်တွေခုတွေ့ရဖြင့်ဆွမ်းလူကွန်လူပြီးဒီကလာတောင်းပန်မရတဲ့ခန္ဓာကိုယ်ကြီးအပြေးသွားတဲ့ခန္ဓာကိုယ်ကြီးအနှေးသွားတဲ့ခန္ဓာကိုယ်ကြီးသုတ်တန်ဖို့ဒါကြီးရရပါလို့လို့တောင်းလို့ရှိရင်ဒကာကျွယ်မိုက်လွန်းတယ်ဆိုလိုက်မဆိုလိုက်မိုက်လွန်းပါတယ်လို့ဆိုတာဖြင့်ဒကာဓမ္မတွေကလည်းမနာကြပါနဲ့မနာပါဘူးသစ္စာသိတဲ့ပုဂ္ဂိုလ်ကြလာတော့ဩသူရှိသေးနှိမ့်ဆက်နေမှာပဲဒါကြောင့်သူမရှိတဲ့နိဗ္ဗာန်သာလင်ကောင်းတော့တယ်ဆိုတာဉာဏ်ရောက်ပါအဲ့တော့အခုရေးကြည့်တာကတရားစရဲကဒကာဓမ္မတွေသတိပေးလိုက်ပါတယ်လက်ရှိဒုက္ခသစ္စာမသိရင်လက်မဲ့ဒုက္ခသစ္စာကိုတောင်းကြတော့မယ်ဒါပြန်ဘုန်းကြီးကြောင့်ဝန်သည်လက်ရှိဒုက္ခသစ္စာသိအောင်ဟောမူဒကာဓမ္မတွေဒါဝန်သည်ဟောနေတဲ့ဒုက္ခသစ္စာအမှန်သိကိုဒီနှစ်ခုနဲ့ပဲဒကာဓမ္မတို့ယနေ့အလုံးလုံးကြပါစို့လို့ဒီတရားပွဲမှာဖြင့်သဘောတူဆရာတာဝန်တက္ကတာဝန်ဆိုတဲ့ဥစ္စာတက္ကကျွေယူကြဆိုလို့ရေးအမှန်ကြီးနော်ရေးအမှန်ကြီးတဲ့ဆိုတော့ဒကာဓမ္မတွေရှင်းဥစ္စာဝိတုတ္တိသာရကမထုတ်ခင်ခန္ဓာကြီးဒုက္ခသစ္စာဖြစ်ပုံကိုရေးလေလေခဏခဏဖြစ်နေတာပြောကြအောင်လို့ခဏငါကသင်ရှားတဲ့ဒုက္ခပြောတယ်အခုကညာနဲ့ကြည့်ရမယ်ဝိပဿနာညာနဲ့ကြည့်မှမြင်နိုင်မဲ့ဒုက္ခပြောကြအောင်လို့ဝိပဿနာဉာဏ်နဲ့ကြည့်လို့မြင်နိုင်မဲ့ဒုက္ခပြောကြစို့ဒကာပြည့်သဘောကျလား။ခိုင်းဒါဖြင့်ဒကာဓမ္မတွေသေချာနားထောင်ကြပါဒကာဓမ္မတို့အစင်းလေးတစ်ခုဖြူနေကြောင်ကြဆိုတဲ့ကားလေးတစ်ခုမြင်တယ်သဘောကျဖြူနေကြောင်ကြဆိုတဲ့အစင်းလေးတစ်ခုစက္ကုဉ္ဉ္စိတ်ကမမြင်လားပဲမြင်တဲ့တရားလေးဒီပဲလေဒုက္ခသစ္စာမြင်တဲ့တရားလေးဒီမြင်တဲ့တရားလေးပေါ်လာတာဒကာသစ်သေချာမှန်းဘာလို့လဲဆိုတော့မြင်တဲ့တရားလေးဟာဒကာဓမ္မတွေသိတဲ့အတိုင်းအစင်းတဲ့ဤပါအောင်တိုက်ဆိုင်လို့ပေါ်လာပြီးမြင်တဲ့တရားအစင်းတဲ့ဤပါအောင်ကြောင့်ဖြစ်ပေါ်လာတဲ့မြင်စိတ်ကလေးဆိုရင်လွယ်ပါဒါဖြင့်ဒီမြင်စိတ်ကလေးကဖြစ်ပြီးဒီကလာဒီနေရာမှာပြည့်ရမှလားမပြည့်ဘူးဒါဖြင့်ဒီမြင်စိတ်ကလေးပါသစ္စာဒါဖြင့်ဒုက္ခနာမြင်စိတ်ကလေးဒုက္ခသစ္စာလို့ဆိုသဖြင့်ဒကာဓမ္မတွေသဏ္ဍာန်ပေါ်လာတဲ့ဝိညာဉ်နဲ့ခန္ဓာပဲစိတ်ခန္ဓာလေးပေါ့ဗျာမြဲမမြဲတော့ဖြစ်ပြီးပြတ်သွားဘာသစ္စာမြင်ပြီးဒီကရာဒကာဓမ္မတို့မြင်ရတာလေးကောင်းလိုက်တာဆိုတော့မြင်တာလေးကဒုက္ခသစ္စာဖြစ်ပြီးချုပ်သွားပြီမြင်လို့ကောင်းတဲ့စိတ်ကလေးမပေါ်လာဘူးလောဘစိတ်ကလေးပေါ်လာတယ်ထားလိုက်ပါတော့ဒါလေးကလည်းကောင်းပြီပါဖြစ်ပြန်ဒါပြန်ဘာသစ္စာကျွတ်ကံကပေါ်လာသည်မြင်တာလည်းဒုက္ခသစ္စာမြင်လို့ကောင်းတာလည်းမြင်တာလေးဖြင့်ကျုပ်ဖြင့်အရလိုချင်တာပဲဆိုတာလေးလိုချင်တာလေးချုပ်ပြီးဒီကလာဥပါဒံဆိုတဲ့ဆွဲလန်းတဲ့လိုချင်မှုလေးကိုမလာဘူးအမှန်ဆွဲလန်းတဲ့လိုချင်မှုလေးလာပြန်ဒီလိုချင်မှုလေးကလည်းအခုဖြစ်ပြီးဒီကလာပြတ်မတော်ဘူးလိုချင်မှုလေးကလိုချင်မှုကြီးပေါ်လာတာလည်းဖြစ်ပြက်လိုချင်မှုလေးငယ်ငယ်တုန်းကရောလိုချင်မှုကြီးလာပြန်တော့ဒါပြန်ကသတ္တဝကကျေရဥလာဘုရားဆန်းစားဒုသနာပေါ်လေ၍ဘာသစ္စာမြင်စိတ်ကလေးကလည်းလိုချင်မှုကလေးကလိုချင်မှုကြီးကဩဒါဖြင့်လိုချင်လို့ရှိရင်ဒကာဓမ္မတို့ကကာယကံနဲ့လည်းသွားပြီးယူကြဝစီကံနဲ့လည်းပြောကြဆိုကြမနောကံနဲ့လည်းစိတ်ကူးကြတယ်ကံလေးပေါ်လာပြန်တော့လေဘာသစ္စာလိုချင်မှုကြီးချုပ်ပြီးကံပေါ်ပြန်တော့
ဒုက္ခသစ္စာပဲဒါဖြင့်ဒကာဓမ္မတို့မြင်တယ်လိုချင်တယ်ဆွဲလန်းတယ်အထုတ်တယ်ဒီလေးခုစလုံးဘာသစ္စာဒီနေ့ဘယ်နှကြိမ်ဒီဒုက္ခသစ္စာဖြစ်ပါလဲဒါဖြင့်ခန္ဓာထဲမှာပေါ်လာပြီးဘာသစ္စာလဲဒါမျက်လုံးဘောက်ကပေါ်လာတဲ့ဒုက္ခသစ္စာပဲနားဘောက်ကလည်းကြားတယ်ဆိုတဲ့စိတ်ကလေးပေါ်လာရင်ဒုက္ခသစ္စာကြားလို့ကောင်းတာလေးပေါ်လာရင်ကောင်းလို့ဆွဲလန်းတာလေးပေါ်လာရင်ဆွဲလန်းလို့နားတော်မြင်နားတော်ကိုသွားတဲ့ကာယကံမှုလေးရောဝစီကံမှုလေးရောမနောကံမှုလေးဒါဖြင့်တဏှာဥပါဒာမြင်တဲ့စိတ်သင်တဏှာဆွဲလန်းတဲ့စိတ်ဆွဲလန်းတဲ့ဥပါဒာအာထုတ်တဲ့ကံခန္ဓာကိုယ်ရဲ့ဓာတ်တွေလှည့်ပေါ်နေတာတွေခုတည်းဘာသစ္စာဟုတ်သားပဲတခါကျွဲတခါတစ်တို့ဥလာဘူးတော့ဟုတ်သားပဲဖြစ်ပြီးပြတ်တာကြီးပေါ်ဖြစ်ပြီးပြတ်တာကြီးပေါ်နေသောကြောင့်အသေးအနေဒုက္ခသစ္စာနဲ့အသေးဒုက္ခသစ္စာကြီးပေါ်နေသဘောပါဖြစ်ပေါ်လာတာကအနေပျောက်သွားတာကအသေးဟောခန္ဓာကိုယ်ထဲမှာဖြင့်မြင်တဲ့သဘောလေးကလည်းအနေဒုက္ခသစ္စာနဲ့အသေးဒုက္ခသစ္စာပဲလိုချင်တဲ့သဘောလေးရောသွေးလန်းတဲ့သဘောလေးရောဖြစ်ပြရှိတာဟုတ်ဗျအာထုမှုလေးရဟောဗျာအနေဒုက္ခသစ္စာနဲ့အသေးဒုက္ခသစ္စာပဲပေါ့ဒါဖြင့်ဒကာဓမ္မတို့မျက်လုံးဘောက်ကပေါ်လာတဲ့ဒီလေးခုဒီတိုင်းနားဘောက်ကပေါ်လာနှာခေါင်းဘောက်ကပေါ်လာလျှာဘောက်ကပေါ်လာကိုယ်ဘောက်ကပေါ်လာမနောဘောက်ကပေါ်လာဒီကြော်တဲ့6ဘောက်ပေါ်လာသည်ဘာသစ္စာလဲဒါဖြင့်ဒကာဓမ္မတို့တနေ့လုံးဒကာဓမ္မတွေမှာဘယ်စက်ကြီးများလဲနေပါလိမ့်မလို့လို့မေးရင်မနဲ့ဖြေဒါရီခန္ဓာလေးကြီးပဲဆိုရင်လွယ်ပါဒါဖြင့်တွတ်ခန္ဓာကြီးဟာသေပြီးရင်သေရင်သေပြီးရင်သေရင်သေပြီးရင်သေရင်ဒါရီကလည်းနေတာသေပြီးရင်သေရင်သေပြီးရင်သေရင်သေပြီးရင်သေရင်ဒါရီကလည်းနေတာတနေ့လုံးခန္ဓာစိတ်ရကြီးကဘာစိတ်ရပါလဲဒုက္ခစိတ်ရကြီးဆိုတာရိပ်မိဗလားခိုင်းဒါဖြင့်ဒီဟာတွေပေါ်တိုင်းဉာဏ်လေးကနောက်ကလိုက်လိုက်တဲ့အခါကျတော့ပထမဒုက္ခဆက်ဖြစ်ပြဲနောက်ကသိလိုက်တာလေးကပဲဒုတိယဒုက္ခဆက်ကြီးဖြစ်ပြဲနောက်ကသိလိုက်တာတတိယဒုက္ခဆက်ကနောက်ကသိလိုက်တာသရုပ်ထဒုက္ခဆက်ကြီးကနောက်ကသိလိုက်တာအဲ့ဒါဒီဝိပဿနာအလုပ်ပါပဲရှင်းညဒါပါလို့ပါလေဝိပဿနာဆိုတာခန္ဓာဆက်လဲနေတာကိုနောက်ကညံဖက်ရမှာခန္ဓာကဆက်နောက်ကညံကဆွတ်ပေးလို့ရှိရင်ဖြင့်ဒုက္ခနဲ့မဲ့နဲ့ဒုက္ခနဲ့မဲ့နဲ့ကြီးတွဲတယ်မတွဲဘူးလားအဲ့ဒီကဲလို့တွဲတော့ခင်ဗျားတို့ဘာသိသလဲလို့မေးတဲ့အခါကျတော့မှဒုက္ခဆက်ကြီးဖြစ်ပြက်ကိုညံမဲ့နဲ့သိပါလေခင်ဗျာဒုက္ခဆက်ဖြစ်ပြက်ကိုညံမဲ့နဲ့သိပါတယ်ခင်ဗျာဆိုတာလေးခင်ဗျားတို့သိတော့ဩဘယ်ခန္ဓာဖြစ်ဖြစ်ဒီဆက်ရှိမှာနတ်ခန္ဓာဖြစ်လေဒုက္ခဆက်လဲနေတယ်သဘောကျယမခန္ဓာဖြစ်ပြန်တော့သစ္စာဝိမန္တမလေးချမ်းတဲ့စัจ जा မင်းကြီးဖြစ်နေပြန်တော့ဒါဖြင့်ပြစ္ဆုတ်ပံဒုက္ခဆက်တွေသိသဖြင့်တဲ့ဒကာဓမ္မတို့ဒုက္ခသစ္စာသိသွားသဖြင့်ဒုက္ခဆက်ကြီးလဲနေတာကိုသိတဲ့သစ္စာဉာဏ်ရသဖြင့်တဲ့နောက်ဆက်လဲခြင်းသေးသလားမေးရင်ဒါဖြင့်နောက်ဆက်မလဲခြင်းတာဒီပြစ္ဆုတ်ပံဒုက္ခဆက်ကိုမဲ့နဲ့သိလို့မလဲခြင်းတာပဲဒါရင်ဒကာဓမ္မတွေခန္ဓာကိုယ်ရဲ့ဘာပေါ်ဘာသစ္စာပေါ်ပါလိမ့်ဒုက္ခသစ္စာပဲပေါ်တယ်ဆိုရရိပ်မိဒါကျင်တဲ့စိတ်ပေါ်လာတဲ့ဒုက္ခသစ္စာဆွဲလန်းတဲ့စိတ်ပေါ်လာအာထုတ်တဲ့ကံတွေပေါ်လာဒကာသိတနေ့လုံးရကံတွေလျှောက်လို့ထဲဆိုင်သွားဘာသစ္စာတွေသွားနေကြုံမေး
ဘယ်သစ္စာနဲ့ထိုင်နေတော့ဘယ်သစ္စာနဲ့ပြန်လာတော့ဩတနေ့လုံးဒုက္ခပါပဲမပါဘူးတဲ့ခန္ဓာဖြစ်ပြကြီးနဲ့သွားနေအဲ့တော့ခန္ဓာကိုယ်တစ်ကိုယ်လုံးကိုခြုံပြီးကြည့်လိုက်တဲ့အခါကျတော့ဒုက္ခဆက်ရကြီးမပြတ်လဲနေတာပဲရှိတယ်ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာဒုက္ခဆက်ရမပြတ်လဲနေတာသာရှိတယ်ဆိုတာဥလာဘူးတို့ဒကာကျွဲတို့ကြည်ကြည်နတ်နတ်သဘောကျဒါပြန်ဒုက္ခသိပြီပေါ့ဗျာအဲ့တော့ဘုန်းကြီးပြောတော့လွယ်လိုက်တာဗျာတပည့်တော်ကြည့်ရတဲ့အခါကျတော့တော်တော်ကြည့်ရတယ်မတွေ့နိုင်ဘူးလို့ဒီလိုမဆိုပါနဲ့ဒကာဓမ္မတို့တဏ္ဍာမှာအိတ်ရှင်တဲ့စိတ်ကလေးပေါ်လာလဲသူ့ကြည့်လိုက်ဩဒါဒုက္ခသစ္စာပါဖြစ်ပြီးပြတ်သွားတာပါသဘောကျပြတ်တဲ့စိတ်ကလေးပေါ်လာရင်ကုသိုလ်စိတ်ကလေးပေါ်လာရင်လောဘစိတ်ကလေးပေါ်လာဒေါသစိတ်ကလေးပေါ်လာအိတ်တစိတ်ကလေးပေါ်လာမစ္စရိယစိတ်ကလေးပေါ်လာဖြစ်ပြီးပြတ်တော့ဘာသစ္စာတွေကပေါ်ဒုက္ခသစ္စာပေါ်တိုင်းဘုန်းကြီးတို့ဓမ္မတွေကပေါ်ပြီးလို့သာသိနေလို့ရှိရင်ပြစ္ဆုတ်ပန်ဒုက္ခသိပါတယ်ရှင်းမလားပြစ္ဆုတ်ပန်ဒုက္ခသိတော့နောက်ခန္ဓာကြီးလာလဲဒီလိုပဲဓဝရ6ပုဒ်ကလှည့်နေဦးမှာမလဲပဲလှည့်တော့ဘာသစ္စာတွေလဲနေဒီလိုသိသွားတော့ဘုန်းကြီးတို့ဓမ္မတွေ၌ပြစ္ဆုတ်ပန်ဒုက္ခသစ္စာကိုပိုင်းနိုင်သိတဲ့အတွက်အနာဂတ်ဒုက္ခသစ္စာတွေကိုဖြစ်မလို့ကျင်တော့ပါဘူးမရကျင်တော့ပါဘူးဆိုတဲ့မဉ္ဇဉ်ဟာမကြခင်လာလိမ့်ဒါကြောင့်အကွက်ကြပြောပါတယ်တခါကျွေပြစ္ဆုတ်ပန်ဒုက္ခသစ္စာကိုအစစ်ဖြစ်အောင်သိအောင်လုပ်ဖို့အရေးဟာจิตတို့အရေးနားလည်အောင်ပြောဖို့အရေးဟာဆရာအရေးအသိရှင်းတဲ့ရှင်းအောင်အားထုတ်ဖို့အရေးကဒကာဓမ္မတွေအရေးရှင်းကြရှင်းပါပါ။ခိုင်းတာဝတ္ထုလေးသာရကလေးသက်သေးလေးထုတ်ပြီးဒီကလာဒကာဓမ္မတွေပြပါမယ်ဒုက္ခသစ္စာကိုဒကာဓမ္မတွေအသိညာကောင်းကြိုက်လင်းနိုင်ရင်နာနောက်ကျောတဲ့ဘေးကျော်ထိုးဆိုပါဒုက္ခသစ္စာထင်းတယ်မှန်ပါပါခန္ဓာကြီးမျက်လုံးဘောက်ကခန္ဓာတွေလျှောက်ဖြစ်နေတာတွေလည်းဒုက္ခသစ္စာနာဘောက်ကခန္ဓာတွေလျှောက်ဆင်းနေတာဒုက္ခသစ္စာအဲတော့ခန္ဓာရဲ့ပေါ်သွေးဘာသစ္စာဒုက္ခသစ္စာပြည့်သွေးဒုက္ခသစ္စာပေါ်ပြမှာတပါးလည်းပါရှိသေးတယ်ဒါပြန်ခန္ဓာကိုယ်တစ်ခုလုံးမှာဘုရားသခင်ကိုရမကြီးကသံဃိတေနာပြင်စုပါရတဲ့ခန္ဓာပြီးဒုက္ခသစ္စာဆိုမင်းတို့ခန္ဓာကိုယ်ရဲ့ဘာပဲပေါ်ဒုက္ခသစ္စာပါကွာခန္ဓာကိုယ်ရဲ့ဘာပဲပေါ်ဒုက္ခသစ္စာပါအဲတော့ပေါ်ရနဲ့ပြက်တာသိအောင်ကြည့်နိုင်တဲ့ဒကာဓမ္မတွေဒီဒုက္ခသစ္စာသိတာပါပဲဒုက္ခသစ္စာဖြစ်ပြကပေါ်ရနဲ့ပြက်တာကဒုက္ခသစ္စာပေါ်ရနဲ့ပြက်တာသိတာကပေါ်ရနဲ့ပြက်တာသိတော့ကိုတဲ့ဒီခန္ဓာကြီးမလို့ခြင်းတာကသမုဒိယချုပ်သမုဒိယချုပ်တဲ့ခါကျတော့တရားသမုဒိယတဏှာချုပ်လိုက်တော့တဏှာတိုင်းချုပ်တည်မြူပါနဲ့တဏှာချုပ်တော့ဥပါဒံချုပ်ဥပါဒံချုပ်တော့နောက်ဘဝအကျိုးပေးမဲ့ကံတွေလည်းချုပ်ကံတဏှာဥပါဒံကံတွေချုပ်တာကသမုဒိယချုပ်တာရှင်းမလားနောက်ဘဝခန္ဓာဟု၍ဒိုဒဇမှာဒုက္ခသစ္စာမပေါ်တာကဘယ်နဲ့ဆိုနိရောဓသစ္စာဆိုတော့ဩဒကာဓမ္မတို့လက်ရှိဒုက္ခသစ္စာပိုင်နိုင်သိရင်အနာဂတ်ဒုက္ခသစ္စာဒီဟုသောဝိပါကဝိကြီးဟာဒကာကျွယ်ကြနာကြော့သွားသစ္စာသိရင်ဝှကျွတ်သစ္စာသိရင်သစ္စာမသိရင်ခိုင်းဒါဖြင့်သစ္စာသိမှဝှကျွတ်တယ်ဆိုတဲ့ဥစ္စာသဘောကျသစ္စာဆိုတော့ဘာပါလဲခန္ဓာရဲ့ပေါ်ခြင်းတာပေါ်ဘာသစ္စာပေါ်ဖြစ်ပြမှာတပါးဘာပေါ်သေးအနိစ္စမှာတပါးအနိစ္စဒီပင်လည်းဒုက္ခပဲဆိုတော့လေဒါဒုက္ခသစ္စာဒုက္ခဒီပင်လည်းအနတ္တပဲဆိုတာလေဒုက္ခသစ္စာတွေပဲသစ္စာရဲ့အကုန်ဝင်ရဒါကြောင့်တဲ့အနိစ္စလည်းဒုက္ခသစ္စာဒုက္ခလည်းဒုက္ခသစ္စာအနတ္တလည်းဒုက္ခသစ္စာအတုပလည်းဒုက္ခသစ္စာဒါကြောင့်ရှင်သာရိပုတ္တရာက
ဟာတိဗဒောပမတုတ်ဆိုပြီးစင်ချီယာတုတ်များဟောတဲ့အခါကျတော့သစ္စာတဲ့အကုန်ဝင်တာပါပဲကွာဆိုတာမှန်ဘူးလားမှန်ပါဗျာဒကာဓမ္မတို့ရှင်ကြီးချီယာဒီချီယာလက်ရပဲဖြစ်ဖြစ်တရောင်လောက်ရှိတယ်ဆိုကြပါလားမှန်ပါဗျာဒီပြင်သရဝါတွေသွားတဲ့အခါစင်ချီယာဘောကိုဖိပြားပြီးနင်းသွားနိုင်သလားစင်ချီယာဤအလယ်ထဲမှာပဲထောက်ပြုတ်သွားကြရသလားဒီပြင်ခန္ဓာတွေအာရဏတွေဓာတ်တွေဟာခန္ဓာကိုယ်ရဲ့ဘာပဲပေါ်ပေါ်သစ္စာရဲ့ဝင်တာပဲကွာစင်ချီယာတဲ့တပါးသောချီယာတွေဝင်ရတယ်လို့တပါးသောတရားတွေဟာခန္ဓာဟောလဲသစ္စာပဲအာရဏဟောလဲဓာတ်ဟောလဲသစ္စာပဲလို့သာသုံးပြချက်ချပါဆိုတော့ဒါကြောင့်ဓမ္မာနုပဒနာသတိပ္ပံကိုစမူတယ်ဟောတယ်ဒါကြပါဟောပါရှင်းပြီနော်ရှင်းပါပြီ။ဒါရင်ဒါဖြင့်ဝိတုတ္တိသာရကဒကာသစ်ထုတ်ကြတယ်။မှန်ပါပါ။မြတ်စွာဘုရားရှင်ကိုရမေကြီးကရာဝတိကြီးတဲ့ဆွမ်းကဝင်လာ။ဆွမ်းကဝင်ပြီးကြလာတဲ့ခါကြလို့ရှိရင်အဝတ်မွတ်တဲ့ဒိဋ္ဌိကြီးအစေလကကတ္တပဆိုတော့သူ့နာမည်ကကတ္တပခေါ်တဲ့အဝတ်မွတ်ဒါကြောင့်အစေလကခေါ်လိုက်တယ်။အစေလကကတ္တပကလည်းဆွမ်းကဝင်ပြီးလာတဲ့ခါကြတော့ဒကာသစ်ဆွမ်းခံရင်တွေ့ကြတယ်နော်။ဆုံးခံနေတွေ့ကြတဲ့ခါကျတော့ရှင်ဂေါရမတဲ့ပု္ပ္ပာလေးတခုမေးစမ်းပြရစီစေတကကတ္တပါဆုံးခံရင်မမေးပါနဲ့အောင်ကွာလို့ပထမတောင်းပန်လိုက်နောက်ဆုံးခံလေးခဏတပြပေါင်းနှစ်ပြပေါင်းလို့ခရကလည်းကြွတယ်ခါသူကလည်းနောက်ကလိုက်ပြီရှင်ဂေါရမပု္ပ္ပာလေးကမများပါဘူးမေးပြရစီလို့တောင်းပန်တယ်နှစ်ချီရှိသွားပြီနော်အဲ့ဒီကဲတောင်းမှပြန်တော့လေဘုရားသခင်ကိုရမေကြီးကဆွမ်းခံရင်ရှိသေးတယ်ကွာမမေးပါနဲ့အိုးကန့်ကွက်လိုက်နော်ရှိလေတရားဓမ္မတို့ပထမပု္ပ္ပာပဲကြည့်ပါအစေရကတဘာကဒုက္ခမိမိပြုတာလားရှင်ကြီးကိုရမလို့မေးလိုက်တယ်နော်မဟုတ်ပါဘူးကွာလို့ဘုရားကဖြေလိုက်ဒုက္ခမိမိပြုလို့မိမိရတာမဟုတ်ဘူးတဲ့ရှင်းမလားရှင်းပါပြီ။ဒါရင်ဒါဖြင့်ဒုက္ခမင်းပြုလို့မရလို့ရှိရင်ဒီကောဓမ္မတဲ့ဒုက္ခသူတော်ဘာပြုလို့မိမိရတာလားလွှဲမေးလိုက်မိမိသူတော်ဘာပြုလို့ရတဲ့ဒုက္ခလားဟာစေရကလည်းဒီလိုလည်းမဟုတ်ပါဘူးကွာဘယ်နှချက်ရှိပြန်ပြောတယ်ဒကာဓမ္မတွေရှင်းတယ်ရှင်းအောင်လို့နော်နောက်ဒီတရားနဲ့ပဲနိဗ္ဗာန်ရှုနည်းရောဒုက္ခသစ္စာမြင်နည်းရောအကုန်ရပါလိမ့်မယ်။ဒါကြောင့်အထူးပြုဆိုင်ပြီးဉာဏ်နာနဲ့ထောင်ပါလို့ဥရဘူးလို့ဒကာကျွဲတို့သတိပေးလိုက်တယ်။ဒုက္ခမိမိပြုလို့ရတာလားလို့အစေရကကတ္တဗကမဲတဲ့အခါကျတော့ဘုရားကဘယ်နဲ့ဖြေတယ်။မဟုတ်ဘူးကွာ။ဘုရားပယ်လိုက်တယ်နော်။ကိုယ်ဒုက္ခကိုယ်ခံရုံပဲဆိုတဲ့ဒကာဓမ္မတွေနဲ့တော့ကန့်လန့်ကြီးသွားမသွားသေးဘူးကိုပြုတဲ့ဥက္ခကိုခံရုံပဲကိုပြုကိုစံရုံပဲဒီကိုပြုဒီကိုစံမှုဗျဒီကိုပြုဒီကိုခံမှုဗျဒီကိုကြည့်ကြမယ်ဗျဒီကိုရဲ့အနိစ္စပါသေးမပါခြင်းကြောင့်ဒါသတ္တရာဒိဋ္ဌိအယူတယ်ဘာအယူတဲ့ဒီကိုပြုဒီကိုခံဒီကိုပြုဒီကိုစံဆိုတာဘာအယူတွေပါလဲတခါကျွဲရှင်းပါတခါကျွဲတို့ဥလာဘူးတို့မသိခင်တော့ကဒီတိုင်းသုံးပါလေသုံးတဲ့အတိုင်းလည်းရှင်းခဲ့ပါလေဘာအယူပါလဲမှတ်ထားနော်ဒါသတ္တရာဒိဋ္ဌိယူရှင်းစေဟောဒီမြင်စိတ်ကလေးကိုတရားဓမ္မတို့စကရှင်းထားခဲ့တဲ့အတွက်ယခုတော့နေရကြပါလိမ့်မယ်လို့အောင်းမိတာပဲမြင်စိတ်ကလေးကလည်းဖြစ်ပြီးပြတ်သွားကြောင်းဘာသစ္စာမြင်စိတ်ကလေးချုပ်သွားတော့မြင်စိတ်ကလေးချုပ်သွားပြီးလိုချင်တဲ့စိတ်ကလေးမပေါ်ဘူးဒါဖြင့်တရားဓမ္မတို့မြင်စိတ်ကလေးကြောင့်လိုချင်တဲ့စိတ်ပေါ်တာလိုချင်တဲ့စိတ်ကလေးကဘာသစ္စာအလိုလိုပေါ်တာလားပရိစ္ဆေသမုပ္ပါဆိုတဲ့ရှေ့အကြောင်းကြောင့်ဖြစ်တာဒါဖြင့်ပရိစ္ဆေသမုပ္ပါအကြောင်းကြောင့်ဖြစ်တာမိမိပြုတာဟုတ်သေးရဲ့ဟောဒီမြင်စိတ်ကလေးချုပ်သွားတဲ့အခါကျလို့ရှိရင်ဖြင့်တဲ့ဒီတဏှာလေးကလည်းခဏနေမချုပ်ဘူးလားချုပ်သွားပြန်တော့လေဒကာဓမ္မတို့စဉ်းစားကြည့်ပါတော့အကြောင်းချုပ်လို့ဒါဖြင့်အကျိုးချုပ်တာလဲ
ဒုက္ခသစ္စာချုပ်သွားတာအကြောင်းပရိစ္ဆာသမုပ္ပါကြောင့်အကျိုးဒုက္ခဖြစ်တယ်အကြောင်းပရိစ္ဆာသမုပ္ပါချုပ်လို့အကျိုးဒုက္ခချုပ်တယ်လို့ယူမသတ္တရလွတ်တယ်မျက်မှောက်လို့ရှိရင်ဒီကိုပြုဒီကိုခံဒီကိုပြုဒီကိုစံဆိုတာဘာဒိဋ္ဌိပါပရိစ္ဆာသမုပ္ပါနားမလဲရင်ဒိဋ္ဌိဘယ်တော့မှမစင်ဒိဋ္ဌိမစင်သည်ရှိတော့ဘယ်လိုပဲအနိစ္စဒုက္ခအနတ္တအာထုမဉ္ဇဉ်ဖွဉ္ဇဉ်မယဒိဋ္ဌိကကန့်ကွက်လို့ရှင်းမလားကဲတခါကျွဲတို့တခါတစ်တို့ဥလာဘူးတို့အနိစ္စဒုက္ခအနတ္တကိုဘယ်လိုပဲအပေါင်းအာထုများတော့လဲဒီဒိဋ္ဌိဝန်းထဲကမပြုတ်လို့ရှိရင်ဖြစ်မဉ္ဇဉ်ဖွဉ္ဇဉ်ဘယ်နည်းနဲ့မှမရနိုင်ဘူးဒိဋ္ဌိကသေသေးချာချာတားတယ်လို့မှတ်လိုက်သဘောပါကြဒါဖြင့်ဓမ္မတို့ဟောဒီမြင်စိတ်ကလေးဒီဘာသစ္စာမြင်စိတ်ဖြစ်သောကြောင့်လိုချင်တဲ့စိတ်ပေါ်ဘူးလားကောင်းပြီတဲ့လိုချင်တဲ့စိတ်ဟာလိုလိုပေါ်လာလားမြင်စိတ်ကြောင့်ပေါ်တာဒါဖြင့်မြင်စိတ်ကပရိစ္ဆာသမုပ္ပါလိုချင်တဲ့စိတ်ကပရိစ္ဆာသမုပ္ပါဏအကျိုးတရားမဆိုးနိုင်ဘူးလားကဲမြင်စိတ်ကလေးလည်းချုပ်သွားပြီလိုချင်တဲ့စိတ်ကလေးနောက်ထပ်ဆက်ပြီးမချုပ်အောင်ဒါပဲအကြောင်းချုပ်လို့ပါတော့အကြောင်းဖြစ်ရင်အကြောင်းချုပ်ရင်ကောင်းပြီတခုသောဒုက္ခသစ္စာအကြောင်းတရားချုပ်သွားရင်နောက်ဒုက္ခသစ္စာလည်းချုပ်တာတခုသောဒုက္ခသစ္စာဖြင့်နောက်ဒုက္ခသစ္စာရောဒါဖြင့်ဒုက္ခမိမိပြုတာလားအကြောင်းပြုတာလားသဘောကျဒုက္ခမိမိပြုတာလားမဲလို့ရှိရင်ဖြင့်မဟုတ်ပါဘူးဗျာသူ့အကြောင်းကပြုတာပါဝါပရိစ္ဆာသမုပ္ပါကပြုတာပါရှင်းညဒါဖြင့်ဒကာဓမ္မတို့သိတော့ပါပြီခန္ဓာကိုယ်ထဲမှာဒုက္ခဖြစ်လေတည်းဟာဖြင့်အကြောင်းကြောင့်ဖြစ်တာကြီးပဲမိမိမပါပါဘူးဒကာကျွယ်သေချာရှင်းတော့သေချာရှင်းကြသမှာငါလို့ငါရတယ်ဆိုတဲ့သတ္တရာဒိဋ္ဌိဖြုတ်နေတာပါငါလို့ငါရတယ်ဆိုတဲ့အခုဒကာဓမ္မတွေယူထားတဲ့ကငါလို့ငါခံရမှာပေါ့ဟုတ်လားငါမကောင်းမှုပြုငါခံရမှာပေါ့ဒီကငါဟိုသွားပြီးခံတဲ့အအိပဲရောက်ဘူးလားအဲ့ဒါတွေကတိတ္တကကျွဲလို့ဥရာဘုရားဆုံးမြတ်ချဒီငါမသိဘူးပေါ့ဗျာပါရိတိဖြစ်ပါလိမ့်ရှင်းအဲ့ဒါဒီတော်တော်ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဒီလုံးနဲ့ဒီသုံးကိုသုံးလဲသုံးတယ်ထင်လဲထင်တယ်လို့တခါကျွဲမှတ်လိုက်စမ်းကဲပြောလည်းမပြောကြဘူးပြောလည်းမပြောဘူးရှင်းကောပါရိတိဖြင့်အဲ့ဒါပရိစ္ဆာသမုပ္ပါကိုနားမလဲအကြောင်းဒုက္ခဖြစ်ရင်အကျိုးဒုက္ခအကြောင်းဒုက္ခချုပ်ရင်အကျိုးဒုက္ခချုပ်တယ်လို့ဒီလိုသူမှသာရင်ဒကာဓမ္မတော့ဒုက္ခမိမိပြုတာလားဆိုတာမိပြုတာမဟုတ်ပါဘူးဘယ်သူကပြုတာပါလဲအကြောင်းပြုလို့အကြောင်းကပြုပြင်လိုက်လို့အကျိုးဒုက္ခဖြစ်တယ်သဘောကျခန္ဓာကိုယ်မှာအကြောင်းကျိုးတာရှိတာဟုတ်ရှင်းကြရှင်းပါဘူး။ဂိုင်းဒါဖြင့်ပထမမေးရစေကကတ္တပကဘုရားမေးလိုက်တာဒုက္ခမိမိပြုတာလားလို့မေးတော့ဘုရားဘယ်နဲ့ဖြေ။ကဲမဟုတ်ဘူးလို့ဖြေတဲ့ဘုရားဖြေကိုဒကာဓမ္မတွေကရှင်းမလား။ရှင်းပါပါ။ကဲဒကာဓမ္မတွေတဏ္ဍခန္ဓာဒုက္ခပေါ်လာတာဘယ်သူကပြုလိုက်ပါလဲ။ဟောပရိစ္ဆေသမုပ္ပါအကြောင်းကပြုလိုက်။အကြောင်းကပြုလိုက်လို့အကျိုးဒုက္ခပေါ်နေ။မိမိပြုတာဟုတ်သေးရဲ့။ဒီလိုဆိုတော့သတ္တရဆင်သွားပြီသတ္တရဆင်တော့ဒိဋ္ဌိဆင်အောင်ဟောတော့ဒကာကျွေးရှေ့မဲ့ရတော့မယ်သမမိစ္ဆာဒိဋ္ဌိဆင်သွားပြီဗျမိစ္ဆာဒိဋ္ဌိဆင်သွားတော့အကြောင်းဖြစ်လို့အကျိုးအကြောင်းဒုက္ခဖြစ်လို့အကျိုးဒုက္ခဖြစ်ပါလေအကြောင်းဒုက္ခချုပ်ရင်အဲ့ဒါဒီလိုသိသွားတာကသမာဓိဋ္ဌိဒုက္ခမိမိပြုလို့မိမိရတယ်ထင်သတ္တရာဒိဋ္ဌိဒုက္ခမိမိပြုတာမှာအကြောင်းကပြုလို့အကျိုးဖြစ်ပေါ်လာတာလို့ယူလိုက်တဲ့အခါကျတော့ဟောသမာဓိဋ္ဌိဝင်လာပြီမိစ္ဆာဒိဋ္ဌိဆိုတဲ့သတ္တရာဒိဋ္ဌိပြေးပြီဒကာကျွန်းပြေးသေးဘူးလားအိုး
အမတန်ဖို့တန်သွားပါဘောလားဒါကြောင့်ဒကာဓမ္မတွေငါလူလို့ငါရတယ်ဆိုတာဗာရိဋ္ဌိတွေပါလိမ့်နင်မလို့နင်မရမှာပေါ့ဆိုတော့အဲ့ဒါဒီအကုန်ပြုတ်ပါအကြောင်းကြောင့်ကျုပ်ဖြစ်တယ်အကြောင်းချုပ်ရင်ကျုပ်ချုပ်တယ်လို့ဆိုတာသေချာမှတ်ပါရှင်းပြီနော်ရှင်းပါပြီကောင်းပြီဒါဖြင့်ပရမပု္ပ္ပာမှာဖယားမေးလို့အစေကကတ္တပကဖြေလိုက်ပြီဘုန်းကြီးတို့ဒကာဓမ္မတွေကညံတဲ့ရောက်ပါဗလားဖယားဘက်သာဖြစ်ပလားကြည့်ကြည့်ပြန်မေးပါဦးမယ်သုံးခေါက်စီအောင်ပြောပါဦးမယ်ရှင်ဂေါရမဒုက္ခမိမိပြုတာလားလို့မေးတော့ဖယားကဘယ်နဲ့လဲကဲမဟုတ်ကြောင်းဟောဒကာဓမ္မတွေသိလားဒုက္ခဘယ်လိုပြုတာပါလဲပရိစ္ဆေသမုပ္ပါအကြောင်းကပြုတာဒါကြောင့်အကျိုးဒုက္ခတွေပေါ်နေသဘောကျခင်ဗျားတို့ကိုယ်လုံးမှာကပရမစိတ်လည်းဒုက္ခသစ္စာပဲပရမစိတ်ကဒုတိယစိတ်ကိုဒုက္ခဖြစ်အောင်မလုပ်ဘူးလားသူလည်းဒုက္ခသစ္စာပဲဒုတိယစိတ်ချုပ်သွားပြန်တော့တတိယစိတ်ဒုက္ခသစ္စာမပေါ်ဘူးလားသူလည်းဘာသစ္စာလဲဒါဖြင့်ရှေ့အကြောင်းတွေကပြုလို့နောက်ဒုက္ခတွေဆက်ဆက်ပေါ်တယ်ဒါဖြင့်ဒုက္ခဝိုင်းကြီးလဲနေတယ်ဆိုရင်ဒါဖြင့်ခန္ဓာကိုယ်တစ်ခုလုံးမှာဘာတွေပေါ်ဘာသစ္စာပေါ်ပါလိမ့်ဒုက္ခသစ္စာဟူသေးလေရှေ့အကြောင်းကင်းရလားမကင်းပါဘူးအဲဒီတော့ရှေ့အကြောင်းမကင်းတော့ဒုက္ခဆက်ရကြီးလဲနေတာဟာအကြောင်းပရိစ္ဆသမုပ္ပါကဖြစ်စေလို့အကျိုးပရိစ္ဆသမုပ္ပန္နဖြစ်တာပါအကြောင်းဒုက္ခကြောင့်အကျိုးဒုက္ခတွေလဲနေတာပဲရှင်းကြဘာတွေများလဲနေပါလိမ့်အကြောင်းဒုက္ခကြောင့်အကျိုးဒုက္ခတွေလဲနေတယ်ဆိုတာဒကာသစ်တို့ဒကာကျွဲတို့ရှင်း납ပါရှင်း납ပါဒါဖြင့်တနေ့လုံးရောင်းကြဝင်ကြပြောကြဆိုကြတဲ့စိတ်တွေအမျိုးမျိုးဘုံဘုံစိတ်ရှင်တွေတမ်းပြီးပေါ်ဘူးလားဘာသစ္စာတွေလဲဘယ်လိုကြောင့်လဲနေပါလိမ့်ဗျာအကြောင်းဒုက္ခနဲ့အကျိုးဒုက္ခဖြစ်နေတာကြီးပဲလို့ဆိုရင်လွဲတယ်ဒါဖြင့်ဒကာဓမ္မတွေဒီကိုယ်လုံးတစ်နေ့လုံးမှလဲနေကြတာဘာသစ္စာတွေများလဲဒါမိပြုတာမဟုတ်ပါဘူးအကြောင်းသမှုတွေအကြောင်းအကျိုးဒုက္ခတွေဖြစ်နေတာပဲဆိုတာပေါ်သေးဘူးအဲ့ဒါတွေသိတော့သတ္တရာဒိဋ္ဌိသင်သွားပြီသမာဓိဋ္ဌိရောက်လာတယ်လို့မှတ်လိုက်စမ်းမှတ်မိကြကောင်းပြီတကားဒုတိယပု္ပ္ပာလေးသွားကြအောင်လို့နော်ရှင်ကြီးဂေါရမတဲ့ဗရမပု္ပ္ပာကရှင်ကြီးဂေါရမကဒုက္ခမေးပြုတာလားဆိုတော့မဟုတ်ပါဘူးကွယ်ဆိုတဲ့အတွက်ဒုတိယမေကွန်မေးပြရည်ဘယ်လိုများမေးလိုက်တော့ဒါဖြင့်ဒုက္ခဒီသူတစ်ပါးပြုတာလားဘုရားဘယ်နဲ့ဖြေမဟုတ်ပါဘူးလို့ဖြေလိုက်ဒုက္ခသူတစ်ပါးပြုတာလားဆိုတော့ဘယ်နဲ့ဒီဃာရမတွေကတော့ရှင်းနေပြီအကြောင်းကပြုလို့အကျိုးပေါ်တာပဲသူတစ်ပါးဟုတ်သေးရဲ့ဒီအကြောင်းသမုဒိယကပြုလို့အကျိုးဒုက္ခပေါ်ဘူးလားဒုက္ခဒီပဲလားကျိုးကဒီပဲလားအကြောင်းလုပ်ပြီးဒီကလာအကျိုးဒုက္ခတစ်ခုမလုပ်ဘူးလားအဲ့တော့ဒုက္ခသူတော်ဘာပြုတာလားလို့မေးတဲ့အခါသူတော်ဘာပြုတယ်လို့ဆိုကြမလားတဲ့အကြောင်းသမှုရိယကြောင့်ဖြစ်တယ်လို့ဆိုကြမလားဒါဖြင့်ဒုက္ခသူတော်ဘာပြုတာလားလို့မေးလိုက်တာကသူကသူတော်ဘာပြုရင်သူတော်ဘာခံရမယ်ဆိုတော့ပြုတယ်လူကတခြားခံစားတဲ့လူကဆိုတော့ဥစ္စေဓာဒိဋ္ဌိမေးပါတယ်ရှင်းဥစ္စေဓာဒိဋ္ဌိမေးနေတော့ဒီဒကာဓမ္မတွေကတော့သူတော်ဘာပြုတာမဟုတ်ပါဘူးအကြောင်းကပြုလို့အကျိုးဖြစ်တာဆိုတော့ပရိစ္ဆေသမုပ္ပါကြောင့်ဖြစ်တာဆိုနိုင်ကြအဲ့ဒါသိသွားတဲ့ခါကျတော့ခမည်းတော်ဗာဒိဋ္ဌိစင်သွားတယ်ဥစ္စေဓာဒိဋ္ဌိစင်သွားသည်သဘောကျအကြောင်းမဖြစ်ရင်အကျိုးမဖြစ်ပါဘူးအကြောင်းသာဖြစ်နေအကျိုးဒုက္ခတွေဖြစ်မနေဘူးလားအဲဒီကဲတော့သိသွားတော့ဟိုတဲ့ဒကာဓမ္မတော့သူတစ်ပါးပြုတာဟုတ်သေးရဲ့အကြောင်းပြုတာအကြောင်းပြုလို့အကျိုးဖြစ်တယ်ဒီလိုပဲမရှင်းသေးဘူးလားအဲ့ဒီလိုသိသွားတော့ဘယ်ဒိဋ္ဌိရှင်းသွားတော့တဏ္ဏဘကသတ္တရဒိဋ္ဌိရှင်းခဲ့ပါတယ်နှစ်နံပါတ်ကြတော့ဥစ္စေဓာဒိဋ္ဌိရှင်းပါတယ်ဒါဖြင့်60ပါးသောဒိဋ္ဌိရေသောမြင့်တစ်ခုပြပြီဒါဖြင့်ဒိဋ္ဌိကွာယံသမာဓိဋ္ဌိဆိုတဲ့မဲ့ခင်ရတော့မယ်ဒိဋ္ဌိကွာယံသမာဓိဋ္ဌိမဲ့ခင်ရတော့မယ်ဓမ္မတို့မဉ္ဇဉ်ဘုံဉဏ်ရတော့မယ်ဖြို
ရှင်းမလားတို့တော့လေတဲ့သူ့မေးလေးကောင်တရားဒေသနာအစဉ်ပြောကြအောင်ဆိုတော့ပု္ပ္ပာနှစ်ခုကပြန်သတ္တရာနဲ့ဥစ္စေကမေးတယ်ဘုရားဓမ္မတွေသတ္တရာကိုယူသေးရဲ့ဥစ္စေကကဲမယူတော့အကြောင်းဖြစ်ရင်အကြောင်းချုပ်ရင်ဒါပဲရှိတော့မိမိသူတစ်ပါးကိုပါသေးမိမိပြုတာလည်းမပါဘူးသူတစ်ပါးပြုတာအဲ့ဒါဖြင့်ဒကာဓမ္မတွေတရားနာနေတဲ့ဒကာဓမ္မတွေခန္ဓာကိုယ်ကြီးတန်းပြီးဒီကလာခန္ဓာနာတတ်တွေမပြတ်ရှင်ရသံဃာဆိုတဲ့သံဃာဒုက္ခကြီးကဒကာဓမ္မတို့သတ္တရာဒိဋ္ဌိဥစ္စေရာဒိဋ္ဌိဒီထဲမှာဝင်နေလို့ရှိရင်ဖြင့်တဲ့ဝေနည်းနဲ့မှနိဗ္ဗာန်မရဘူးယခုတော့ဖြင့်ဒကာဓမ္မတွေသဏ္ဍာန်ဘယ်စိတ်စင်တန်းကြီးဖြစ်ဖြစ်ဘယ်ရုပ်စင်တန်းကြီးဖြစ်ဖြစ်အကြောင်းဖြစ်ရင်အကြောင်းချုပ်ရင်ဘယ်လိစင်ကြလဲသတ္တရာလည်းစင်ပြီးဥစ္စေရာဒါဖြင့်သတ္တရာဥစ္စေရာစင်ရှေ့ဝိပဿနာဉာဏ်ဟောလိုက်ရင်တခါကျွယ်မဉဏ်ပညာရသတ္တရာဥစ္စေရာဝန်းထဲမှာရှင်းရှင်းလင်းလင်းမရှိရင်ဘယ်ဖရာကွာဆူတောင်းဘယ်လိုအနိစ္စဒုက္ခအနတ္တရှုကျင်တိုင်းရှုဘယ်တော့မှနိဗ္ဗာန်မရဒီနှစ်ခုခံနေတာဘူးလားဝေအေးမကြည့်လားအားလုံးတရားဓမ္မရေဒီဥစ္စာသေးသေးတိမ်တိမ်အဓိပ္ပာယ်ပြောနေတယ်ဟောနေတယ်လို့ဖရာကိုသွားမယူနဲ့တော့အခုပု္ပ္ပာဘယ်နှချက်ပြီးတော့နှစ်ချက်ပြီးသွားတာတရားဓမ္မတွေနားထောင်ရလို့မယ်ဒီရောဓမ္မတဲ့ဒါဖြင့်ဒုက္ခမိမိသူတစ်ပါးနှစ်ဦးကပေါင်းလောက်တာလားလို့မေးပြန်ဘုရားကဒီလိုလည်းမဟုတ်ပါဘူးကွာဖြေလိုက်ရှင်းမလားဒုက္ခမိမိသူတစ်ပါးနှစ်ဦးကပေါင်းလောက်တာလားလို့မေးတော့ဘုရားကဘယ်နဲ့မိမိပြုတယ်ဆိုသူသတ္တရနဲ့ဥစ္စေရရောမေးဘယ်လိုရောမေးတော့ဒကာဓမ္မတို့ဒီဒုက္ခကတော့ဖြင့်ကျုပ်ကြောင့်လဲဆိုဟုတ်တာပဲသူတစ်ပါးကြောင့်ဆိုလဲဟုတ်တာပဲဆိုတဲ့အိဗေရောက်ရှင်းမလားအခုတော့ဒကာဓမ္မတွေကရှင်းဥစွာဘုန်းကြီးကပရိစ္ဆသမုပ္ပါအကြောင်းကျိုးရှင်းထားလိုက်တော့ဒကာကျွေးပရိစ္ဆသမုပ္ပါကြောင့်ဖြစ်တယ်ပရိစ္ဆသမုပ္ပါချုပ်လို့အကြောင်းချုပ်လို့ကျိုးအကြောင်းဖြစ်လို့အကြောင်းချုပ်လို့ဒီလိုနှစ်ခုစလုံးပိုင်နိုင်သိထားတော့ဒုက္ခမိမိသူတစ်ပါးနှစ်ဦးသားပြုတာကောဟုတ်သေးရဲ့ဒါပြန်သတ္တရဥစ္စေရနှစ်ခုလုံးရောစင်ဒါနဲ့အစေရကတ္တဗက၄ခုမြောက်ပု္ပ္ပာမေးပြန်တယ်ဒကာဓမ္မ၄ခုမြောက်ပု္ပ္ပာကဘာပါလိမ့်မယ်ဆိုတော့ဒါဖြင့်ဒီင်္ဂေါဓမ္မတဲ့ဒုက္ခအလိုလိုဖြစ်တာဘယ်လိုမေးပြန်ဒုက္ခအလိုလိုဆိုရင်အကြောင်းပါလေရဲ့အကြောင်းမပါတော့သူအကြောင်းကင်းတဲ့ဒိဋ္ဌိမေးလိုက်ပြန်ဒုက္ခအလိုလိုဖြစ်တာလားဆိုတော့ဘုရားကဘယ်နဲ့ဖြေတော့မဟုတ်ပါဘူးဆိုတော့ဒကာဓမ္မတွေဖြေစမ်းမှဒုက္ခဘုရုကြောင့်ဖြစ်တုံးအကြောင်းပရိစ္ဆာသမုပ္ပါကြောင့်အကျိုးဒုက္ခဖြစ်တယ်ရှင်းမလားဒါကြောင့်ဒုက္ခခန္ဓာသာသမုဒယဟောတိဒုက္ခခန္ဓာသာသမုဒယဟောတိမလားရှင်းပြီအကြောင်းဖြစ်အကြောင်းသမုဒယဖြစ်လို့အကျိုးဒုက္ခဖြစ်တာပဲတခါသိချုပ်နေနေတော့ပေါ်ကြဒုက္ခမိမိပြုတာလည်းမဟုတ်ဘူးသူတစ်ပါးပြုတာမဟုတ်မိမိသူတစ်ပါးနှုတ်ကရောပြုတာလားဒုက္ခအလိုလိုဖြစ်တာလားကဲဒီတရားတစ်ပါးလုံးကဖြေကြမှာဒုက္ခဘယ်လိုကြောင့်ဖြစ်တာပါလဲအကြောင်းချုပ်လို့ဒါဖြင့်အကြောင်းဒုက္ခချုပ်လို့ရှိရင်အကျိုးဒုက္ခချုပ်မှာပဲအကြောင်းဒုက္ခလာဖြစ်နေဝေဒနာသာရှိနေရင်တဏှာဖြစ်မှာပဲတဏှာသာရှိနေဥပါဒသာရှိနေကာဏရှိနေဇာတိဖြစ်မှာဇာတိသာရှိရင်ဇာမရဏကမဖြစ်ပါနဲ့ဆိုလို့ဒါဖြင့်ဒါတွေကဘာသစ္စာတွေကြီးဆုံးဖြတ်ချက်ချတယ်ဒါဖြင့်ဘုန်းကြီးတို့တရားပွဲလုံးကဖြေတဲ့ဖြေဟာဒိဋ္ဌိစင်သွားပါဘူးဒိဋ္ဌိစင်ရင်မဝင်ဖို့နီးသွားတယ်ဒိဋ္ဌိစင်ရင်မညာရဖို့ကဲတရားပွဲလုံးကမေးပါအောင်မယ်ဒကာဓမ္မတို့တဏ္ဍာမှာဘယ်စိတ်ပေါ်တစိတ်ချုပ်ပြီးတစိတ်ဖြစ်မှာပဲတစိတ်ချုပ်ပြီးတစိတ်ဖြစ်မှာပဲတယုတ်ဖြစ်ပြီးတယုတ်ဖြစ်မှာပဲဆိုတာသိပြီးသားထားပါတော့အဲ့ဒါကတစိတ်ဖြစ်ပြီးတစိတ်ဖြစ်တာတွေဒုက္ခဖြစ်ဒုက္ခချုပ်တာကြီးပဲ
ယုတ်နာယုတ်တွေလည်းဒုံကြီးကတရုပ်ဖြစ်ပြီးမှတရုပ်ဖြစ်တာလေဒုက္ခဖြစ်ဒုက္ခချုပ်တာကြီးပဲအကြောင်းကင်းညဒါဖြင့်မေးပြီတရားဓမ္မတွေခန္ဓာကိုယ်ကြီးကဘာသစ္စာရှင်းတာဒုက္ခသစ္စာကြီးနော်ကဲဒုက္ခသစ္စာကြီးနဲ့ဘုရားသိပြီးဒီကလာထားတော့ခန္ဓာကိုယ်ကြီးကခဏဖြတ်နဲ့လဲလိုက်ဒုက္ခရင်လဲပြီဘာရင်လဲတော့ဒုက္ခရင်လဲနေတာဆိုတာသိကြပါပထမဒုက္ခချုပ်ပြီးဒုတိယဒုက္ခဖြစ်တာဒုတိယဒုက္ခချုပ်သွားရင်ခန္ဓာကိုယ်တော့မှဒုက္ခဆက်ကြီးတာလဲနေစိတ်ဘက်ကဒီလိုရုပ်ဘက်ကဒီတိုင်းလဲနေတာသိနေတော့ဘုန်းကြီးကပဲမေးလိုက်ပါဒါရှင်းထားပြီနော်တရားတော်တို့ခင်ဗျားတို့ကလည်းဒိဋ္ဌိရှိမရှိစစ်ဆေးတော့မယ်ဒိဋ္ဌိပြုရင်သောတာပန်တရားမှာကိုကာယကဓမ္မတို့တရားဓမ္မတို့ကဒုက္ခဆက်ကြီးလဲနေတာမိမိပြုတာလားဘယ်လိုပါလဲအကြောင်းဒုက္ခရောက်ရှင်းပြီသဘောကျဒါဖြင့်တရားဓမ္မတို့ကဒုက္ခဆက်ကြီးလဲနေတာသူတော်ပြုထားတာလားဘာပါလဲအကြောင်းဒုက္ခဖြစ်လို့အကျိုးဒုက္ခဖြစ်တာပဲသဘောကျဒါဖြင့်ငဃာဓမ္မတို့ကံဓမ္မရှိတဲ့ဒုက္ခဆက်ကြီးလဲနေတာမိမိသူတစ်ပါးနှုတ်သားပြုလို့လဲနေတာလားဘယ်လိုကြောင့်ပါလဲအကြောင်းဒုက္ခဖြစ်လို့အကျိုးဒုက္ခပဲပေါ်နေတာပဲရှင်းမလားဒါပရမစကားတိုင်းရှင်းထားမှာနော်ပေါ်ကြဒါဖြင့်ငဃာဓမ္မတွေပဲမေးပြန်ပါလေငဃာဓမ္မတို့ခမရတို့သာနာမှာဒုက္ခဆက်ကြီးအပြင်လဲရုပ်ဒုက္ခဆက်ကြီးလဲနေတာပဲနံဒုက္ခဆက်ကြီးကောအဲ့ဒီလဲနေတဲ့ဒုက္ခဆက်ကြီးကအလိုလိုလဲနေတာလားဘယ်လိုမှတ်ကြမလဲအကြောင်းဒုက္ခရှိလို့အကျိုးဒုက္ခတွေဆက်လာနေတယ်ဆိုတာသိကြပါလားအဲ့ဒီကဲတော့သိကြတော့မှာတဲ့ခမည်းတော်ဖြင့်သတ္တရဥစ္စေဒဒီတရားပွဲစင်ပါဘုဘယ်လိုပါလဲဒါဖြင့်သတ္တရဥစ္စေဒစင်ပြီးလို့ရှိရင်ဘုန်းကြီးကဥပဒနာညာဟောလိုက်လို့ရှိရင်ခမည်းတော်သေးသေးချာချာကအာထုတ်တော့ဒိဋ္ဌိစင်ပြီးအာထုတ်ရင်မဲ့ရဒိဋ္ဌိစင်တယ်ဆိုတော့မိစ္ဆာဒိဋ္ဌိစင်သွားတယ်ဒီညာထဲမှာရှင်းနေတာကသမာဓိဋ္ဌိဝင်လာလို့ရှင်းသမာဓိဋ္ဌိဆိုတာကတခါကျွဲမှားလိုက်မဲ့ခင်ဒါဖြင့်မဲ့ရဖို့အခြေအနေမဲ့မျိုးစီပုပ္ပဘာကမဲ့ရပြီသဘောကျအာယုန်တက်ပါပြီဒကာဓမ္မတို့နေထွက်ရကြမှာတော့လေတို့တော့လေသူ့ဝတ္ထုလေးဆုံးအောင်ပြောကြအောင်လို့နော်အစေရကတ္တဗကမေးပြန်တယ်အခု၄ချက်တော့ပြီးသွားပြီရှိရောမှာတဲ့အခုကျုပ်မေးကြတာ၄ချက်ရှိပါပြီတဲ့ဒုက္ခမိမိပြုတာလားဆိုတော့မဟုတ်ဘူးလို့ဖြေတယ်ဒုက္ခသူတစ်ပါးပြုတာလားလို့မေးပြန်တော့ဒုက္ခမိမိသူတစ်ပါးနှုတ်သားပြုတာလားလို့ဒုက္ခကိုဒုက္ခဒီအလိုလိုဖြစ်တာလားလို့မေးပြန်တော့ကဲဘုရားကမဟုတ်ဘူးလို့ဆိုတဲ့ကျွတ်တို့ညာနဲ့မှလည်းမဟုတ်ဘူးဆိုတဲ့အသိရောက်လားရောက်ပြီတိုင်းသမာဓိဖြစ်ပါပြီသမာဓိဖြစ်ပါပြီတရားဓမ္မတွေဒီချိန်ကိုပဲလေးပါးကပိတ်နေပြီအားထုတ်လိုက်လို့ရှင်လုံးဝကိုငရေဝသိမ့်လို့ငရေမင်းငိမ့်လို့ငရေဝသိမ့်မှလည်းကအားထုတ်လိုက်အခုခဏငိမ့်နေပြီဆိုတာသေချာမှတ်ပါတို့ရတယ်ဒီဝိတုက6ချက်မေးတာဖြစ်နေတော့ဒကာလေးဆက်နားထောင်ဆက်နားထောင်ပါဦးနာလုတ်ကိုပြမှာဧကံပါပဲအလုတ်ကိုပြမှာဧကံပညာတော်လဲဒေသနာရှင်ကရှိနေသေးတယ်ဒကာကျွဲဒါနဲ့ရှင်ဂေါရမတဲ့ကျုံမေးတဲ့၄ချက်လဲမဟုတ်ဘူးကြီးဖြေတယ်ဆိုတော့ကျုပ်မေးပြရည်အောင်ကဲမေးတာပေါ့ကွာဆိုတော့ဒုက္ခမရှိဘူးလားလို့မေးကဲဒကာဓမ္မတွေကဘယ်နဲ့ဖြေပါခန္ဓာကိုယ်ကိုယ်လုံးဘာစက်ကြီးလဲဟောကျတော့ကသိပရိစ္ဆေသမုပ္ပါအကြောင်းတွေကျိုးတွေအကြောင်းကျိုးလှဲ့နေတာပဲအကြောင်းလဲဒုက္ခသစ္စာအကျိုးကဒါလေးကြီးအကုန်လှဲ့နေတယ်ကျတော့ကဒုက္ခမရှိဘူးလားလို့အစေရကတ္တဗမဲတော့ဘုရားကဒုက္ခရှိတယ်ကျတော့ဒကာဓမ္မတွေကလည်းဘယ်လိုဆိုကြတနေ့လုံးပါဆက်လဲတသံလျာလုံးပါဆက်ဒီကမှလည်းသုတိဒုက္ခပြီးပရိသေဒုက္ခလာတာမလားဘူးလားဒုက္ခ
ဆက်ပဲလဲနေတယ်ဆိုတာသိကြပါလား။ဒါရင်ဒုက္ခရှိတယ်ပေါ့ဗျာ။ဒါနဲ့ရှင်ဂေါတမဒုက္ခမရှိဘူးလားဆိုတော့ရှိတယ်လို့ဖြေပြန်တယ်။ဆက်ပြီးမေးပြရစီအောင်ဆိုပြီး6ခုမြောက်မေးတယ်။ရှင်ဂေါတမဒါဖြင့်ဒုက္ခကိုရှင်ကြီးဂေါတမမသိဘူးလား။သူကပဲမေးလိုက်တယ်။ဒုက္ခမသိဘူးလားလို့မေးလိုက်တော့ဒုက္ခငါသိပါတယ်ကွာ။သိတာဘုရားသိတာဘာသိပါလဲနော်အကြောင်းနဲ့ပါသစ္စာအကျိုးကဒီကျိုးကအကြောင်းသေးတာလည်းတော့သူကဖြစ်စေတဲ့အကျိုးဟာဒါဖြင့်အကာတိတို့တကာကျွဲတို့ခန္ဓာကိုယ်ထဲမှာတစ်နေ့လုံးဒုက္ခကြောင့်ဒုက္ခယူနေတာလက်ဘာလို့လဲလက်အဲ့ဒါသိဘူးလားသိပါဘူးဒါကြောင့်ရှင်ကြီးကမှဒုက္ခမသိဘူးလားလို့ငဲတော့ဘုရားငါသိပါတယ်ကွာမဖြစ်ဘူးလားကဲသဘောကျအဲ့တော့ဟိုတဲ့ခမည်းတော်မှာအခု6ချက်ကိုမေးပြီးဘုန်းကြီးကမေးလိုက်တော့ရှေ့ပိုင်းကလည်းပရိစ္ဆေသမုပ္ပါကိုရှင်းလင်းနေအောင်တော်တော်လေးပြထားလိုက်တော့ဒကာကျွေပု္ပ္ပာ6ခုစလုံးဟာပု္ပ္ပာ6ခုမှာ4ခုကဒိဋ္ဌိမေးတယ်ဒိဋ္ဌိနဲ့ပတ်သက်တာမေးနေတော့ဒိဋ္ဌိကျွတ်တို့ညာထဲမှာမရှင်းသေးဘူးလားကဲပြန်မေးပါတယ်ဓမ္မတွေနိုင်ရှိလို့နတ်ပြမအလုပ်တရားဟောနိုင်ပါအခုကဒိဋ္ဌိကိုရှင်းလုံးပဲရှိသေးတယ်ရှင်ရောဓမ္မတဲ့ဒုက္ခမိမိပြုတာလားဆိုတော့ဘယ်နဲ့မဟုတ်တာကယုံကြည်ကြတယ်ဘယ်လိုလုပ်ပါလိမ့်မယ်အကြောင်းဒုက္ခကြောင့်အကျိုးဒုက္ခဖြစ်တာပဲပရိစ္ဆေသမုပ္ပါကြောင့်ဘောမစိုးနိုင်ရဘူးလားဒါနဲ့ဒုတိယမေးတာရှင်ရောဓမ္မဒုက္ခသူတစ်ပါးပြုတာလားဆိုတော့တို့တကားတွေကဘယ်နဲ့ဖြေကြပါအကြောင်းဒုက္ခကြောင့်အကျိုးဒုက္ခအကြောင်းပရိစ္ဆေသမုပ္ပါကြောင့်အကျိုးပရိစ္ဆေသမုပ္ပါဏဖြစ်တယ်တခါပြောမရှင်းလားရှင်းပါပြီဒါပြန်ဒုက္ခမိမိသူတစ်ပါးနှုတ်သားပြုတာလားလို့မေးလိုက်ပြန်တယ်မဟုတ်လို့ရှင်းပါပါလေရှင်းမလားပရိစ္ဆေသမုပ္ပါကြောင့်ပေါ့ဗျာဒါပြန်ရှင်ကြီးတော်မှာတဲ့ဒုက္ခအလိုလိုဖြစ်တာလားဆိုတော့ဘုရားကလည်းဖြစ်ဘုရားမဟုတ်ဘူးဆိုတော့ခင်ဗျားတို့ကရှင်းမလားရှင်းပါဘူးဘယ်လိုပြန်ရှင်းနေပါလဲအကြောင်းပြလို့ကျိုးဖြစ်တယ်အကြောင်းချုပ်လို့ဟောဒီဓမ္မတွေသိသိချာချာသတ္တရာဥစ္စေရမရှိတော့ဘူးရှင်းမလားသတ္တရာဒိဋ္ဌိနာဥစ္စေရဒိဋ္ဌိရှင်းသွားတဲ့အခါကျရှင်းသွားတော့သတ္တရာဥစ္စေရဒိဋ္ဌိရှင်းသွားလို့ရှင်ခင်ဗျားတို့အမြင်မှမရသေးဘူးအမြင်မှသမာဓိဋ္ဌိအမြင်မှကသက္ကရာဥစေရဆိုတဲ့မိစ္ဆာဒိဋ္ဌိဒါဖြင့်ဒကာဓမ္မတွေအမြင်မှဒိဋ္ဌိသင်ပြီးကြတာအမြင်မှသမာဓိဋ္ဌိရောက်ပါပြီဒါဖြင့်ကအသိနဲ့ရောက်တာဖြစ်သောကြောင့်သမာဓိဋ္ဌိနဲ့လက်ပြန်ကြတော့အပယ်နဲ့ရောက်တဲ့အလုတရားကိုဟောလိုက်မယ်ဒီနေ့တော့နိုင်ဆိုပို့သွားတယ်ကဲယနေ့ဒီရင်တော်ကြအောင်လို့